အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ MSCO page မှာလာမေးကြရရှိအဲ့ဒါဘာလဲဆိုတော့အိမ်မိုင်ဆိုရဲ့ night market နဲ့ပတ်သက်ပြီးတော့မေးကြတာအဲ့အတွက်ကြောင့်မို့လို့အခုကြည့်နေတဲ့ဆိုင်ငန်းဖွင့်လှစ်ရောင်းချခြင်းတဲ့သူတွေအတွက်ကျွန်တော်ကနေပြီးတော့အိမ်မိုင်ဆိုရဲ့ night market လေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းလေးပေးစရာရှိပါတယ်အဲ့ဒါကတော့အခုလာမယ့် February လထဲမှာအိမ်မိုင်ဆိုရဲ့ night market ကြီးကိုပြန်လည်ပြီးတော့ကျင်းပပြုလုပ်ပေးသွားအောင်မှာဖြစ်ပါတယ်ဗျာအဲ့ဒီရဲ့ night market ကြီးမှာဆိုတာအားလုံးသိပြီးသားအတိုင်းပါပဲတကယ်ကိုဆိုင်ငန်းပေါင်းများစွာအဲ့မှာဆိုရင် fashion သုံးဆောင်ပစ္စည်းတွေပြီးရင်အစားအသောက်ပစ္စည်းတွေလက်မှုပစ္စည်းတွေနဲ့တခြားသောစားတောက်ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာနဲ့တကယ်ကိုဆိုင်ကမ်းပေါင်းများစွာနေပြီးတော့မိတ်ဆက်ရောင်းချပေးနေတာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လာရောက်ပြီးတော့ဝယ်ယူအားပေးကြတဲ့ဒါဧည့်သည်တော်များအတွက်ကိုလည်းကျွန်တော်ဖျော်ဖြေတင်ဆက်မှုအစီအစဉ်နဲ့နေ့စဉ်ပေါ့နော်နိုင်ငံကျော်အမှုပညာရှင်တွေဒေသရှင်တွေဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွေနဲ့ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့အခုကြည့်ရှုနေကြတဲ့သူတွေကမှဆိုင်ငန်းအနေနဲ့လာရောက်ဖွင့်လှစ်ရောင်းချခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါအိမ်မိုင်ဆိုဟိုရဲ့ Facebook page နဲ့အိမ်မိုင်ဆိုဟိုရဲ့ TikTok မှာတွားရောက်ပြီးတော့စီးရင်ပေးသွင်းပြီးတော့ဆက်သွယ်လို့ရပါပြီ။